KFC ကတက်ထွက်ထားတဲ့ hot wings ကိုအတူတူစားကြည့်ရအောင်တက်ထွက်ထားတဲ့ hot wings menu တွေကိုဇွန်လ18ရက်နေ့ကနေစပြီးတော့ KFC ဆိုင်ခွဲတိုင်းမှာဝယ်ယူအားပေးလို့ရပြီเนาะ snack အနေနဲ့ဘောဘောဘာဘာစားလို့ရတဲ့ hot wings menu ရဲ့ဈေးနှုန်းတွေက